ဘယ်တန်လဲမှတ်သားကြကောင်းတယ်လူလောကလူငယ်လူရွယ်တွေအတွက်မတ္တမတန်ဖို့ရှိတယ်သူပြောတာတော့ဒီ10ခုတဲ့အချက်10ချက်ကိုသူပြောမယ်ယာနိပုပ္ပိအကရိတဝါငယ်ငယ်တည်းအဲ့ဒါလှုပ်ထားမယ်အချက်10ချက်တဲ့နော်အဲ့ဒါတွေကိုမလှုပ်ဘူးဆိုရင်သပ္ပစ္စမနုတ္တပတိနောင်ရောက်တဲ့အခါကျတော့စိတ်ဆင်းရဲလိမ့်မယ်နောင်တပူပန်ရလိမ့်မယ်လှုပ်တဲ့အချက်10ခုကိုမင်းလှုပ်ထားပါလှုပ်ထားကြမလှုပ်ဘူးဆိုလို့ရှိရင်နောက်ကြတော့မှပူပန်တော့ကရောက်ကြလိမ့်မယ်ငါမလုံးမိတာမှားလိုက်တာလို့စိတ်ပူပန်နေကြမယ်အဲ့ကြရင်တော့ဒုက္ခနဲ့တွေ့ကြမှာပေါ့သူဆိုလို့အဲ့တော့နောင်တစကားတွေဆိုတာဟုတ်တာလုပ်တဲ့လူတွေမှာသာနောင်တစကားဆိုတာရှိတာလေဟုတ်တာလုပ်တဲ့လူကနောင်တမှာမရှိတာအဲ့တော့သူပြောတဲ့နံပါတ်1ကဘာပြောတာတော့ဆိုရှင်းရှင်းလေးပါအလတ္တံဝိတ္တံတပ္ပတိလူဖြစ်လာလို့ရှိရင်ပစ္စည်းဥစ္စာရှာရမှာနော်ပစ္စည်းဥစ္စာရှာကိုရှာမရအောင်လုပ်အဲ့ဒီပစ္စည်းဥစ္စာကိုရအောင်မရှာနိုင်လို့ရှိရင်မင်းစောင်းနေခက်ခဲလိမ့်မယ်အဲ့ဒီကြမှာမင်းငါမရှာမိတာမှားတယ်လို့ဖြစ်မှာပဲစိတ်ပူပန်ရတယ်အဲ့ဒါမရှိရင်စိတ်ပူပန်ရတယ်နောက်လက်ကြည့်နောက်စိဆိုဘာမှစားစရာမရှိဆိုစိတ်ပူတာပဲလေအဲ့ဒီပူပန်မှုကိုပြောတာအလတ္တဝိတ္တံတပ္ပတိပစ္စည်းဥစ္စာဆိုရရအောင်ရှာမယ်မင်းမရဘူးဆိုရင်စိတ်ပူရမှာပဲအဲ့ဒါဘာလို့ဆိုပုပ္ပေအတ္တမုထာနိတံငယ်ငယ်တုန်းကကြိုးစားပြီးတော့ဝေကျေတနာတွေကိုရအောင်ရှာတယ်စုဆောင်ခဲ့တယ်စုရမယ်ငွေတွေစုလာခဲ့တယ်အဲ့ဒါဒီလှုပ်တဲ့လှုပ်ထိုက်တယ်အဆန်ရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာအားနည်းတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနည်းရှာရင်ရသမျှအကုန်သုံးပြထားတယ်များတယ်ပေါ့နောက်ရေးသိမ့်မတွက်ဘူးပေါ့နော်ရစားဆိုပြီးဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအကောင်းတယ်နော်ချိုးချမ်းချမ်းစားပြီးတော့စုဆောင်ကြလို့ဗမာပြည်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကချမ်းသာသွားကြတာများတယ်ဟုတ်ရှေးတုန်းကတည်းကရောက်လာတဲ့လူတွေအဝတ်တစ်ထည်လန်ကုတီလေးနဲ့လာပြီးတော့ကြတော့ကျူလျာဆိုင်ပိုင်ရှင်ကြီးဖြစ်သွားမုံရဘက်ကတကယ်ဇလန်လေးတပုတ်ပြောတာမှတ်ထားဘူးလေတော်ထဲမှာလွှတ်စင်ထောင်ပြီးတော့တစ်တိခွဲတာရှေးတုန်းကတော့လွှတ်ဆက်တွေမရှိသေးတော့ငမန်းဆွဲဆိုတဲ့လွှတ်ကြီးနဲ့ဆရာကအပေါ်ကတစ်တုံးပေါ်ကတပည့်ကဟုတ်မြေကြီးခြိုက်ထဲကဆရာနှစ်ယောက်အဲ့ဒါတစ်တုံးခွဲကြတယ်အဲ့ဒီတုန်းကတစ်တုံးခွဲတဲ့အလုပ်သမားတွေမှာကလားတယောက်ပါတယ်ဗမာအခေါ်ကလားပေါ့လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလုပ်တဲ့လူကဗမာကလားမို့သူကခေါ်တာခေါ်တာမဟုတ်ခွေးကလားလို့ခေါ်တာသူ့လို့တမဟိုခွေးကလားလာဆွဲနဲ့အဲ့လိုခေါ်တာအဲ့လိုနဲ့ဆရာတော်ပဲလောက်ကင်စားတော့သွားကြပြီးတော့10နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလားနဲ့မတွေ့တာ10နှစ်လောက်ကြာသွားတယ်အဲ့ဒီလွှတ်ဆရာကြီးကရှမ်းကုန်ရောက်ခိုက်လွှတ်ကောင်းကောင်းလိုက်ရှာလွှတ်ကောင်းလိုက်ရှာတော့ဈေးထဲမှာလွှတ်ရှာရင်းနဲ့အဲ့ကလားတွေ့တာငါဆရာကြီးပဲဆိုပြီးတော့ပြေးပြီးတော့ခေါ်တာဆရာကျွန်တော်ခွေးကလားလေးလို့ပြောခေါ်ပြီးတော့ရှာပါရှာတာတော့ဆိုငါလွှတ်ကောင်းကောင်းလို့ခြင်းလို့လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆိုသူကဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေဆိုင်ပိုင်ရှင်ဖြစ်နေပြီဟိုလွှတ်သမားကြီးကလွှတ်ဆွဲတော့မှရှိရှဲလို့တော့မယ်ဟိုလူကအလုံသမားကတောင်ဆိုင်ပိုင်ရှင်ဖြစ်ပြီးတော့သူ့ဆိုင်ကလွှတ်တောင်လက်ဆောင်ပေးလိုက်သေးတယ်တဲ့ကဲ